呀不呀，悉尼啊，那交流没呀？好了，啊，表姐的背的表背呀，手姐的背的手背呀，我就那看到里的包呢，人呢，本来可以也去的，本来说的开面筋路得变呀嘛。အဲ့တော့ကျောင်းဆောက်တော့ကျောင်းပနဲ့လေအိမ်ဆောက်တော့အိမ်ပနဲ့လေမန္တဆောက်တော့မန္တပနဲ့လေဘိသိက်မြောက်တော့ဘိသိက်ပနဲ့ပါရသည့်အတွက်ကြောင့်ကျွန်တော်ခွန်းတော်လေးတစ်ပုံနဲ့ပနဲ့ချဒုံလဘာငါလူသားရဲ့လို့ဖြစ်လာဗျာဒုံလဘာငါလူသားရဲ့လို့ဖြစ်လာဗျာလောကုတ္တိကောင်းတယ်ဘာတွေများပေးကြွေထားတယ်တော့မသိဒီပွဲမှာကိုတော်တော်ကြီးတို့ဆိုတော့လောက်သွားလိုက်နော်မလေးဆိုင်တွေမဲမတင်းနဲ့ဆိုတဲ့သဘောပဲဒီယုံလောက်တော့ခြုံတိုင်းရှိပါတယ်ကြီးခွက်လောက်တော့ငယ်တိုင်းလာပါလေရပါတယ်ဒီထေသီးမဟုတ်တော့ဘယ်ပင်အောက်ကောက်ကောက်ရဒီတန်မျိုးကတော့ဘယ်သူ့အခိုင်တော့မလေးဒါကတော့ကြံဘယ်လမ်းဘေးကလို့သွားတီးခိုင်ရတာဒီပိသိပြောတော့ဘယ်ရောင်းသားအခိုင်ဆိုကြရအများတရောင်းသားတယ်ခွက်ခုတ်ကပြောသေးတယ်ခုပြောပါမယ်ခုပြောဘူးဒေါ်လာဘာငါလူသားရဲ့လို့ဖြစ်လာဗျာဘုန်းတော်ကြလားပရိသတ်ကလည်းကောင်းကဲကိုဘုန်းနိုင်ဒေါ်လာဘာငါးပါးခေါ်တောင်းနော်ဟုတ်ကဲ့ဒီသေးသေးဘိုးတို့မဟုတ်ဘူးဟုတ်ပြီဒါဆိုကျုပ်တစ်စစ်တဲ့အောင်ဆိုဗျာပေးထားတာတိလာများတို့မှာပေးထားတာဟုတ်ပေါ်နေတာနော်ရလည်းဟုတ်စိုးနေတာဒီလိုဆိုချင်တော့မန်းလေးဆေးကြံထိုးတာမဟုတ်လားဒါတော့နည်းနည်းချောင်းစိုးရင်ကြက်နေလို့တဝက်ကလေးអော်နေတာအော်ကြည့်ပါကြံသေးတယ်ပေးထားတာတိလာများတို့မှာဘယ်ပွားကြဘာဝနာကြောင်ကလေးပြည့်နေစေတောင်မှကျိုးတော့တွေးကြပါနော်ကိုလိုက်တော်ရင်သူကလည်းလိုက်တော်ရှေ့ကပိတ်သိပြန်ဂျွန်းထိုးရင်သူကလည်းဂျွန်းထိုးမလားတော့မသိဘူးနော်ရှေ့ဆောင်ကောင်းလို့နောက်ကလိုက်ကောင်းရလားဒါပဲကိုနိုင်နော်ရှေ့သွားနောက်လိုက်နေတယ်စိတ်ရင်းကောင်းစေတနာကောင်းပညာတွေကျွယ်တဲ့ဆိုင်းစရာတွေကတော့ကျွန်တော်တို့ဒီလိုတီးပြီးစိတ်ရင်းမကောင်းတဲ့ဆိုင်းစရာတွေတွေးရင်တော့ကိုနိုင်တိတ်ဆိုတဲ့ဟောတရားကြီးတစ်လုံးပါပဲနော်မနုဿတဘာဝဒုလဘောဗျလူဘဝရောက်ဖို့ဆိုတာအင်မတန်မှခင်းနေမလားကိုနိုင်ဟုတ်ပါဒါကြောင့်လူဘဝရောက်တဲ့ချိန်လေးတယောက်နဲ့တယောက်များနော်တွေ့ရဆုံးကြတဲ့ချိန်လေးချစ်ချစ်ခင်ခင်ပေါ့ဟုတ်ပါစီးပွားပေါ့စီးပွားဘက်တွေပဲဟုတ်ပါလောက်ကင်ပေါ့လောက်ကင်ဘက်တွေမို့လားဆိုင်းပါလို့ဘိသိက်ပါကြတာဘိသိက်ပါလို့ဆိုင်းပါကြဒါတယောက်နဲ့တယောက်ဝန်းတာရမှာလေစိတ်တည်တာနေဒီလောကောတဲ့စိတ်တည်ဒီကပဲမို့လားဒါကြောင့်ကိုဘုံတိုင်းပေးဌာနသီလများတို့မှာပွားကြဘာဝနာလေးပါးယေသနာချိန်နဲ့လေးပါးရဲ့လေးပါးရဲ့လေးပါးရဲ့ဒီခုနောက်ကလူကြီးလေးလောက်ထားခဲ့ဆိုင်းသမားတွေကိုတတ်တယ်ဟဲ့ခုနောက်မင်းကခေအောင်လေးလောက်တယ်ငားလဲငားတတ်ပါနော်ဒီလိုဆိုင်းမျိုးတွေကတော့တနေ့ကုန်မြောက်ရလေမှားမှာဖြစ်နိုင်ဒီဆိုင်းကြီးဒီတိုင်းမရသွားရင်ကောင်းပါဟလာဆိုင်းကောင်းမှဟုတ်ပါကျွန်တော်တို့ဘိသိက်ကောင်းပါတယ်ကိုယ်နိုင်ရေဘိသိက်ကောင်းမှလေဆိုင်းရကောင်းပါဒါပေမဲ့တယောက်ကျော်ကသိပါတယ်ရွှေနှတောင်းရောင်ကြောင်ပါပြောင်းလာပါကျွန်တော်တို့ဘိသိက်ကစက်ပြကောင်းလို့ကောင်းမောင်းရှူရတဲ့ဘဝနောက်ကတီးပြီလို့ကျွန်တော်တို့ကောင်းတာပါဗျာနောက်ကတီးမပေးပေးနဲ့တန်ကျက်စက်တွေလျှော့ဆိုင်းနေရဖြစ်တယ်လို့တီးကီးတွေကအမျိုးမျိုးချိန်လို့တချို့ဆိုလို့ချင်းတန်ဒီတွေကတ်တယ်လူကကတ်ကြအော်သူများပေါ်များရုပ်မာလိုက်သူတို့များ
ဂုံနေတက်သွားမလို့လားတော့မသိနော်စဉ်းစားလို့မရပါဘူးကိုယ်နဲ့ရေနော်လောကထဲနေတော့ဘဝဆိုတာကျွန်တော်တို့ကအမျိုးမျိုးကြုံတွေ့နေရတာကိုကိုယ်နိုင်ရဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ ဒါကြောင့်ကိုယ်နိုင်လေးပါရဲ့သလားချေနေလေးပါရဲ့သလားချေနေလေးပါရဲ့သလားချေနေကတိကတဆိုကတိကတကိုလိုက်ပြီးတာနော်လေးပါရဲ့သလားချေနေလေးပါရဲ့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 သလားချေနေလူရရ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 ဆရာကင်းပြီတက်တဲ့လူကိုယ်နိုင်ဘယ်လိုရှိလို့ အာမရှိပါဘူးဒါခန္ဓာမတန်စင်တွေပါကျွန်တော်ကြည့်ပါလေ အဲ့တော့ကျေးဇူးလေးတင်ပါတယ်နော်။ဘာကြောင့်လဲဆိုတော့စေရနာသည်ကိုယ်နိုင်တိက ဟုတ်ပါလေဗျာ ကောင်းတာမကောင်းတာကတော့ပေးတဲ့ကြိုက်တာမကြိုက်တာဒီကိုနှစ်ယောက်ကံတရားပေါ့ဗျာ လုံနေဘူးအရေးကြီးပါတယ်ဗျာ ။ဒါကြောင့်ကိုယ်နိုင်လူသားတွေချစ်တော့ထားရမယ်။ဆေဝါသပါရမီလားစေရနာမှာတော့သုံးနာပြစေရနာမှာတော့သုံးနာပြဖယားလို့ဖယားအလို့ဖယားအလို့ဖယားအလို့ငါဘာဘာသလားရင်စချတယ်ပေရာရနပါပေဌာနနပါဟိုတာလေဝိဟိုတာဆိုတာဝိဟိုတာဆိုတာပိတကြီးအားလုံးနားဆင်နေကြတာကျွန်တော်တို့သိပါကိုတရားညော်တို့ဗတ္တရကလေးကပေတရားစကားတခွန်းပေတရားတချင်းတစ်ပုဒ်မှာကျွန်တော်မပါသေးပါဘူးအခုကျွန်တော်ဆိုနေတာက3လပါ5ပါခွန်းတော့ပါဗျာနော်ကိုယ်နိုင် ည အဲ့တော့ညကလည်းတီးမနေ့ကလည်းတီးဟုတ်လားအဲ့တော့နေ့စဉ်နေ့တိုင်းနဲ့တည့်ရမှနားရမရှိဘူးတီးနေကြတော့ကျွန်တော်